အမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်တရား၅မျိုးဆိုတော့မြတ်စွာဘုရားဟောထားတာလေ။အိုခြင်းနာခြင်းသေခြင်းခွဲခွာရခြင်းကံကံရဲ့အကျိုးဒီ၅ချက်ကိုအဋ္ဌိယဝပုရိသေနဝဂဟဒေနဝပပ္ပစိတေနဝမိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ယဟန်တွေပဲဖြစ်ဖြစ်လူသားတွေပဲဖြစ်ဖြစ်အဘိနံပစ္စဝခိတဗံအမြဲတမ်းစဉ်းစားဆင်ခြင်ရမယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒါတွေကိုစဉ်းစားရင်ဘာအကျိုးကျေးဇူးရနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဟောထားပုံကလေးငါဟာအိုရလိမ့်မယ်အိုခြင်းသဘောတရားကိုငါမလွန်မြောက်နိုင်ဘူးလို့ခန္ဓာရဲ့ပထမသဘာဝဖြစ်တဲ့အိုခြင်းတရားကိုစဉ်းစားဆင်ခြင်လို့ရှိရင်ဝေယမန်ဆိုတာကိုဖေရှားနိုင်တယ်ဟောဝေယမန်တဲ့ဝေယမန်ဆိုတာအရွယ်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်မန်ဖြစ်เสียတွေပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါခေါင်းထဲမှာဥစဉ်ကအမှတ်ရတာကိုပြောပြတာပါငယ်သေးတော့လည်းပဲငယ်သေးလို့မန်ဆိုတာရှိတယ်ဟုတ်လားဟောတိတ်ပြီးတော့အရန်ကြီးမကြီးတော့လည်းလူလက်ပိုင်းမှာလည်းပဲဟာတို့တိတ်မအိုသေးပါဘူးဆိုတော့မန်ကတော့ရှိနေတာပဲဒါဝေယမန်ပေါ့နောက်ပြီးတော့ဥစဉ်တို့ငါခန္ဓာကိုယ်ဟာနာရလိမ့်မယ်နာခြင်းသဘောတရားကိုမလွန်ဆန်နိုင်ဘူးခန္ဓာဟာတစ်နေ့မှာနာခြင်းသဘောတရားရဲ့နှိမ့်ဆက်တာကိုအလူးလဲခံရလိမ့်မယ်ဒါဟာလွန်ငင်းချမ်းသာခွင့်မရှိဘူးလို့စဉ်းစားမယ်ဆိုလို့ရှိရင်အာရောက်ချမန်ဆိုတာကိုပယ်နိုင်နေတယ်ဟောလာပြန်ပြီမန်တစ်မျိုးအာရောက်ချမန်ဆိုတာဘာတော့ကျမ်းမာရေးကောင်းတယ်ဆိုတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်နော်မန်ဆိုတာမရှိရှိရာရှားပြီးတော့ဖြစ်တာပဲလို့ဦးဇင်းကတော့အဲ့လိုတွေးမိတယ်ဟုတ်လားနောက်ဦးဇင်းတို့ဒီခန္ဓာဟာတည်ဆုံးခြင်းဖြင့်အဆုံးသတ်ရလိမ့်မယ်တည်ခြင်းသဘောတရားကိုဘလို့မှမလွန်ဆန်နိုင်ဘူးလို့ခန္ဓာရဲ့သဘာဝဖြစ်တဲ့တည်ရမယ်ဆိုတဲ့အချက်ကိုစဉ်းစားလို့ရှိရင်ဇီဝိတမန်ဆိုတာကိုဖေရှားနိုင်နေတယ်ဟောလာပြန်ပြီတမန်ဘာမှနဲ့ဇီဝိတမန်ဆိုတာကရှင်သန်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ငါအသက်ရှင်နေသေးတယ်ဆိုတာကိုတွေးမိရင်ကိုပဲမန်ကဖြစ်တယ်တဲ့။ဂိုင်ဘလောက်နူးညံ့တော့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တတ္တဝါတွေဟာမာနမှာပျော်မွေ့တယ်ဆိုတာအလွန်မှထင်ရှားတယ်နော်ရှိမှမာနကြီးမယ်တက်မှမာနကြီးမယ်လှမှမာနကြီးမယ်လို့မအောင်မင်းနဲ့မရှိလေပဲမရှိလို့ကိုနာမည်မာနကကြီးနေပြန်သေးတယ်တော်တော့အံ့ဩစရာကောင်းတယ်လို့ထင်ပါတယ်စိတ်တည်းရဲ့သဘာဝဟုတ်လားမတက်တော့လည်းပဲမတက်လို့မို့ကိုမာနကြီးတယ်တခါတလေအဲ့လိုအောက်ကနေနေတဲ့မန်ကပိုးတောင်ကြီးတဲ့သေးတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့မန်ဆိုတာဘာလဲသူကဘာလဲငါကဘာလဲလို့တွေးနေရင်ကိုမန်ကဖြစ်တော့တာဟုတ်ရဲ့လားဒီနှိုင်းရှင်မှုဟာတော်တော်ကိုလေးလံတဲ့သဘောရှိတယ်လို့ဆိုတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အဲ့ဒီမာနနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာအမြဲတမ်းပြောနေတာလေးပေမဲ့လို့အမြဲတမ်းပဲထမ်းထားခြင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဒီမာနမှာပြောတဲ့သဘောရှိတယ်ဒီမာနနဲ့နေရလို့ရှိ